နိုင်ငံအနောက်ရိုးမှာပင်လဲရခိုင်တိုင်းရင်သာနေတယ်တာကီဝင်တွေနဲ့ဆိုင်ခဲ့တဲ့ပြေခေဆက်ဆက်မြေမြတ်တဲ့သမိုင်းရှိတယ်လေကြီးမားတဲ့နေရာတိုင်းတွေဒီရေဒီမြေလေလာကြည့်ပါအားလုံးမိတ်ဆွေရာဇဝင်မှာမှတ်တမ်းရှိတယ်လေသူရေကောင်းတို့ရဲ့ပြေဘာသာသာသနာထွန်းကားခဲ့တဲ့ပြေမဟာမြတ်မုနိရှစ်တောင်းကိုတောင်းဖျားမှုကြမယ်လေဗုဒ္ဓအရေးလွှမ်းခြုံတဲ့မြေကံတော်ဝင်စာပေမြင်စေခြင်းနဲ့ခန္ဓာမှုတွေရခိုင်ကိုဆောင်နေတဲ့ကြောင့်စလဲရတွေခိုင်ခိုင်မာမာအခုထိရှိတော့လေတဲ့တဲ့ဝဝကြံနေတဲ့ပြီးသူကတွေမဟာဆန်တဲ့ရင်ကျင်းမှုရဲ့အမွေငါပလီကိုလာလေကြည့်မိတ်ဆွေပင်လေပြပြဒီလိုက်လုံးတွေနေဝေးခြင်းညံ့နဲ့လာစီစားမင်္ဂလာစီတဲ့ကြရဲ့လာပါလာရခိုင်ပြည်ရဲ့ဒလေးယူရရခိုင်ပြည်မှာဖျားဆုံးဖူးမယ်လားညဆိုပါရဲ့ရအောင်လမ်းခဲ့ပါလေကိုတောင်းနှံများစွာရဲ့ကာစီလို့ထားပါတယ်ကြပြားဆန်းနဲ့ပကြီးကားကြီးသပွဲသမိုင်းဆက်ဆက်ထားခဲ့တဲ့ကပီးကြောင့်စာတွေသူခုမှလဲရဆန်းကျဲဒီရေဒီမြေလာစေခြင်းနဲ့အားလုံးမိတ်ဆွေရခိုင်ကိုဆောင်နေတဲ့ကြောင့်စလဲရတွေခိုင်ခိုင်မာမာအခုထိရှိတော့လေတဲ့တဲ့ဝဝကြံနေတဲ့ပြီးသူကတွေမဟာဆန်ရဲ့ရင်ကျင်းမှုရဲ့အမွေငါပလီကိုလာလေချီမိတ်ဆွေပင်လေပြပြဒီရဲ့လိုက်လုံးတွေနေရစီစားမင်္ဂလာစီတဲ့ကြရဲ့လာပါလာရခိုင်ပြည်ရဲ့ဒလေးယူရရခိုင်ပြည်မှာဖျားဆုံးဖူးမယ်လားညဆိုပါရဲ့ရအောင်လမ်းခဲ့ပါငါပလီကိုလာလေကြည့်မိတ်ဆွေပင်လေပြပြဒီလိုက်လုံးနဲ့လာစီစားမင်္ဂလာစီတဲ့ကြရဲ့လာပါလာရခိုင်ပြည်ရဲ့ဒလေးယူရရခိုင်ပြည်မှာဖျားဆုံးဖူးမယ်လားကျိုးဆိုပါရဲ့ရအောင်လမ်းခဲ့ပါရခိုင်ပြည်မှာဖျားဆုံးရှိတယ်လားတာယာပါရဲ့ရအောင်လမ်းခဲ့ပါရခိုင်ပြည်မှာဖျားဆုံးဖူးမယ်လားကျိုးဆိုပါရဲ့ရအောင်လမ်းခဲ့ပါ